ARD တိုင်းရေဘေးအတွက်ကျွန်တော်တို့ OAC ရဲ့စံအိတ်တစ်ထောင်အလူခီးစဉ်လေးကျွန်တော်တို့အခုဆိုစထွက်လာပြီပဲဖြစ်ပါတယ်။စထွက်တဲ့လမ်းတစ်ချောင်းမှာတော့လို့ရေပြင်းကြီးပေါ့နော်။ရေပြင်းကြီးဘာမှတိတ်တော့မမြင်အောင်ပေါ့နော်ကျွန်တော်တို့ဒီကနေပြီးတော့ရှေ့ကိုဆက်သွားမှာပဲဖြစ်ပါတယ်။အနေငယ်မောင်းပြီးတဲ့အချိန်မှာတော့ကျွန်တော်တို့ဒီရှေ့မှာဒီလာကြိုတဲ့သူတွေလည်းရှိရပေါ့နော်။ဒါကတော့ကျွန်တော်တို့ဒီလာကြိုတဲ့နေရာရဲ့မြင်ကွင်းလေးပဲဖြစ်ပါတယ်။အိုင်နာမှာဆိုလို့ရှိရင်တော့တခြားအလူရှင်တွေလည်းရှိရပေါ့နော်။အများကြီးပါဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ဒီနားလေးမှာကျွန်တော်တို့စံအိတ်တွေကို trailer ကြီးတွေဒီကားရင်းနဲ့ပြန်တည်ရတယ်ပေါ့နော်ဒီဟာဆိုလို့ရှိရင်ကျွန်တော်တို့စံအိတ်တွေကိုတည်တဲ့ဒီအစင်းစင်းတည်တဲ့ trailer ကြီးတွေပါtrailer ကြီးကတော့အများကြီးရပေါ့နော်လာပြီးတည်ပေးပါတယ်ဒီလိုမျိုးတွေ trailer ကြီးနဲ့အများကြီးလာပြီးတော့တည်ပြီးတော့ကျွန်တော်တို့သွားမဲ့ရွာတွေကတော့ကြောင်ကြီးပိုင်းတာကြီးကန်းနာပရိတ်ငပြောမြတီတာရှမ်းချောင်းပြီးရင်မန်းချောင်းဒီရွာတွေပေါ့နော်အိုင်နာရွာတွေဖြစ်ပါတယ်ပြီးပြီဆိုရှင်တော့ကုန်းကလေးမရင်ကျင်းမကလကုန်းကွင်းမဖုံးကြီးကျောင်းဒီအိုင်နာလေးမှာတော်တော်များများပေါ့နော်ကျွန်တော်တို့အနှံ့သွားမှာပဲဖြစ်ပါတယ်ရွာကြီးတော်များကိုလည်းဒီနေ့သွားလှူခဲ့တယ်ပေါ့နော်ခီးစဉ်ကတော့အခုဆိုရင်စရွယ်ဖြစ်ပါတယ်ဒါလေးကတော့ကျွန်တော်တို့ဒီရွာတွေကိုဝင်လှူတဲ့ချိန်မှာကြေးရွာကသူတွေကကျွန်တော်တို့ကိုဒီမှတ်တမ်းတင်သူတို့ဓာတ်ပုံရိုက်ထားခြင်းနဲ့ဆိုတော့ကျွန်တော်တို့ဒီ OAC founder နဲ့အတူတူဓာတ်ပုံရိုက်ခံနေရပဲဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ခီးစဉ်ကအခုဆိုရင်စပါပြီ